တကားနောက်မှာတူတို့တီးတူးပြောနေကြတာကျွန်တော်ကြားခဲ့တယ်ဒါလေးကိုတူတူရေးကြည့်ကြရအောင်တကားနောက်မှာဆိုရင် behind the door တူတို့ဆိုတော့ damn တီးတူးပြောတာက whispering ကျွန်တော်ကြားခဲ့တယ် hear hear ဒါက verb 1တူရဲ့ past tense verb 2က heard heard ကဲပြီဒါလေးကိုဝကြတစ်ကြောင်းဖြစ်အောင်အတူရေးကြမယ်အရင်ဦးဆုံးစကြောင်းရေးစမှာ subject ရှိမယ် subject က I subject ပြီးရင် verb လာမယ် verb ကကြားခဲ့တယ်ဆိုတော့ past tense I heard ကြားခဲ့တာလေသူတို့တီးတိုးပြောနေကြတာဆိုတော့ damn whispering ဘယ်မှာတီးတိုးပြောနေရလဲတကားနောက်မှာဆိုတော့ behind the door I heard them whispering behind the door ကဲ၍များသူတို့တီးတိုးပြောနေကြတယ်လို့ပြောချင်တယ်ဆိုရင် they are whispering ကဲ၍များကျွန်တော်ရှိမှာတီးတိုးမပြောနဲ့ဆိုရင် don't whisper in front of me အတန်းထဲမှာတီးတိုးမပြောနဲ့လို့ပြောချင်တယ်ဆိုရင် don't whisper in class နားလည်မယ်လို့မျိုးလင်းပါတယ်ဗီဒီယိုလေးကြည့်ပြီးအကျိုးရှိရဆိုရင်တစ်လို့ comment မှတ်ပေးသွားနော် thank you bye bye